ကျွန်တော်ကဝင်းရွှေပါရှမ်းပြည်မြောက်ပိုင်းနန်းဆန်မြို့ကတဲ54နဲ့လာခဲ့တာပါကျွန်တော်ခံစားရတာတော့9 နှစ်နေပါရှိပြီဖြစ်တာတော့ဒီနောက်ဆုံးမှဒီတင်ဆုံးခွက်ကျွေသွားလို့ဖြစ်တာလမ်းလျှောက်ရတာလည်းလုံးဝအဆင်မပြေတော့ဖြစ်နေတယ်နာတာတော့တနေ့တစ်ရက်လုံးနေပါဖြစ်နေတယ်လမ်းလျှောက်တဲ့ချိန်တော့နည်းနည်းဟန်ချက်မညီဘူးနည်းနည်းပူနာတယ်ကားစီးရင်းနဲ့လည်းတော်တော်နာတယ်အလုတ်ပိုင်းမှာလည်းတော်တော်နောက်ရှက်မှုဖြစ်ပါတယ်စိတ်သွားတိုင်းကိုမပါဘူးဖြစ်နေတယ်အစည်းအဝေးတွေလည်းပုံမှန်မတက်နိုင်တော့ဘူးဖြစ်နေတယ်เราจะเห็นว่าคนไข้คนนี้นะครับเป็นผู้ชายอายุ55 ปีเนี่ยมาปรึกษาด้วยอาการที่ว่าเขาปวดขัดที่สะโพกเนี่ยข้างขวาสูญเสียการความสามารถในการยืนเดินไปพอสมควรเลยแล้วก็มีอาการนี้ประมาณ6 เดือนภาพที่เห็นคนไข้เนี่ยเห็นว่าข้อสะโพกเนี่ยมีการทำลายอย่างรุนแรงเลยข้างที่เป็นปัญหามากตอนนี้คือข้างขวาคือการทำลายของส่วนหัวกระดูกเนี่ยคือผิดรูปไปเลยหายไปเลยนะครับจากรูปทรงกระดูกที่ควรจะเป็นทรงกลมแบบปกติเนี่ยสูญหายไปแล้วก็มีการถูกดันเลื่อนขึ้นไปข้างบนจากระดับปกตินะครับจากระดับปกติซึ่งควรอยู่ระดับนี้เนี่ยส่วนข้างซ้ายก็ไม่เบาไม่ธรรมดานะก็เห็นว่าอันนี้พอเป็นหัวอยู่มองเห็นว่าเป็นทรงกลมอยู่นะครับแล้วก็แต่ว่าสภาพข้อซึ่งควรจะเป็นช่องว่างเนี่ยหายไปแล้วเป้าหมายการรักษาเขาเนี่ยก็คือเราจะเปลี่ยนข้อเทียมให้เขาแล้วก็เราจะทำให้ขาเขาเนี่ยเรียกว่ากลับมาใกล้เคียงกับปกตินะครับตอนนี้ตะเขาတော့မန်းလေးမှာပြဖြစ်တယ်ပြတာတိတ်အစီမပြေဘူးမန်းလေးမှာယောဂတခြားဆေးတခြားဖြစ်နေတယ်ဆေးတောက်တိုင်းလည်းမန်းလေးမိတ်ဆွေကနေတဆင့်ညုံလို့တည်တာပါပြီးတော့မန်းလေးတငယ်ချင်းကထိုင်းရှာဝန်လာမယ်ဆိုတော့ထိုင်းရှာဝန်နဲ့လည်းမန်းလေးမှာကိုယ်တိုင်ထိတ်တိုက်ဆွေးနွေးခဲ့ရပါတယ်ရှာဝန်ပြောတာလည်းတော်တော်ကောင်းပါတယ်တကယ်ကူးခဲ့တာလည်းအဆင်ပြေပါတယ်ဆိုင်မှုပြီးတော့လမ်းလျှောက်တာလည်းတော်တော်ကောင်းလာပါတယ်။ရွာပြန်ရောက်သွားရင်တော့ကိုယ်လုပ်ငန်းကိုဒီထက်မကစူးစမ်းပြီးထပ်လှုပ်ဆောင်သွားမယ်လို့စဉ်းစားထားပါတယ်။ကုသမှုလည်းအားလုံးကောင်းပါတယ်။ဝန်ထမ်းတွေလည်းအားလုံးစေတနာပါပါတယ်။ကျွန်တော်မြန်မာနိုင်ငံကစကပြန်နဲ့ဆရာမတွေလည်းတော်တော်လေးကိုအဆင်ပြေပါတယ်။ကျေးဇူးလည်းအများကြီးတင်ပါတယ်။မန်းလေးမှာထိုင်းဆရာဝန်နဲ့တွေ့တော့တေချာရှင်းပြပါတယ်။ရှင်းပြပြီးတော့တကယ်လာကူတာလည်းလုံးဝအဆင်ပြေပါတယ်။အားလုံးအဆင်ပြေပါတယ်။ဆရာဝန်ကြီးကိုလည်းအထူးကျေးဇူးတင်ပါတယ်။โอเคအားလုံးမင်္ဂလာပါကျွန်တော်တော့အောင်ကိုထုံးမှာအခုလူနာဖြစ်တဲ့ဦးဝင်းရွှေရဲ့သားပေါ့နော်လာတာကတော့မန်လေးကနေမှတားရက်လီနဲ့ဘန်ကောက်လာရောက်ကုသခြင်းဖြစ်ပါတယ်အပြင်ကတော့ဒီခြေတလုံးနေရာနေမှာစကိုက်တယ်ဒီခြေဘဝဖြစ်တဲ့ဒူးစစ်ကနေနော်ဒူးစစ်တွေရောကိုက်တယ်နောက်ပိုင်းကျတဖြည်းဖြည်းနဲ့အပေါ်လိုက်လာပြီးမှဒီဘေးကြောပေါ့ဒီပေါင်ဘေးကြောတစ်ချောင်းလုံးကအားလုံးကိုက်လာတယ်အဲ့လိုဖြစ်တော့တစ်ဖက်ကနေမှတစ်ဖက်ကဟန်ချက်မညီပြီးမှလမ်းလျှောက်ရလဲအဆင်မပြေဘူးပေါ့တဖြည်းဖြည်းနဲ့တူတူဆိုးရွားလာတာပေါ့ပြောရရင်တော့အခုကျတော့တင်ပစုံရိုးကနေမှပြဿနာဖြစ်တယ်ဆိုပြီးမှပြတိတယ်ဗျကုသတာတော့အစုံပဲဗျစကုတုံးကတော့ကျွန်တော်တို့ကလည်းတောင်ပေါ်ဒေတာမှာနေဖြစ်တာများတယ်ဆိုတော့နှိပ်တဲ့လူခေါ်ပြီးမှနှိပ်တာတို့အက်ဆိုင်တာတို့အစုံပဲပေါ့နော်ကျွန်တော်ဖက်ဆိုရင်များတော့အပြတ်မက်ကလောင်ချစ်တာပေါ့မက်ကလောင်ချစ်တာတို့ကုသတာဆိုရင်တော့ချစ်လိုက်ရင်တော့တည့်ရတိုင်းပဲတရက်2ရက်အဲ့လောက်တော့တက်တာသွားတာပေါ့ဒါပေမဲ့ဒီနောက်ပိုင်းကျတော့မန်လေးမှာလည်းဆေးတော့စစ်ဖြစ်တယ်အဲ့ရခါပေါ့ခါရိုးကညက်နေတယ်ခါကျော်ညက်နေရဆိုပြီးမှတော့တီးရတယ်2025နောက်ဆုံးကျတော့ကျွန်တော်တက်မှန်ပြန်ရိုက်တော့တင်ပစုံမှာပြဿနာဖြစ်နေရဲဆိုပြီးမှမန်လေးမှာလည်းကုသလို့ရတယ်ဒါပေမဲ့ကျွန်တော်ကလည်းဒီမကုသခင်ပေါ့အစုံတွင်းထဲမှာဒီရဲ့ဘန်ကောက်မှာလာပြီးတော့မှဒီ KTMS ဆေးရုံမှာပြန်ပြီးမှခွဲစိတ်မှုပြုလုပ်ခဲ့တာဗျခွဲစိတ်မှုလုပ်မယ်ဆိုတော့လေအစုံတော့တွေးတာပေါ့ခွဲစိတ်ပြီးရင်သူ့ရဲ့ impression ကဘာတွေများဖြစ်မလဲเนาะပြီးရင်ခွဲပြီးတော့မှသူကကတိပေါ်မှာဘယ်လောက်များနေရမလဲဒီလမ်းပြန်ရှောင်းနိုင်တာရောလချီပြန်မှအာယူရမှာလားတခုခုအစုံတော့တွေးဖြစ်တာပဲတွေးပြီးတော့မှနောက်ဆုံးမှတော့ဒီ KTMS မှာလာပြီးမှခွဲစိတ်ကုသမှုလုပ်တော့အားလုံးအဆင်ပြေတယ်ဗျပထမမနက်ခွဲစိတ်တယ်ခွဲစိတ်ပြီးတော့ညနေဝန်းကျင်မှာတော့ထထိုင်ခိုင်းတာတို့ဒီနည်းနည်းဝလေ့ကျင့်ခန်းလုပ်တာတို့အားလုံးတော့လာပြီးမှ train ပေးရဗျ၄ရက်မြောက်လောက်ချမှာတော့လူနာကိုယ်တိုင်တော့လမ်းလျှောက်နိုင်တဲ့အနေအထားတော့ဖြစ်နေတယ်
ခွဲစိတ်မှုအောင်မြင်တာဆိုတော့မိသားစုအနေနဲ့တော့အတိုင်းမသိဝမ်းနာတော့ဘာလို့ဆိုမခွဲခင်ဆိုရင်သူကနာတာလေနာရင်ရောလူနာထက်ကိုရီးယားလည်းမတိဘူးသူဘလို့နာလဲတက်နိုင်တော့လုတ်ပြီးဖြစ်တာပေါ့ဒီခွဲစိတ်ပြီးတော့သူကလည်းကောင်းကောင်းလေးပြန်ပြီးတော့မှဟန်ချက်ညီလမ်းလျှောက်နိုင်တယ်သူကသူတွားလာနိုင်တယ်ဆိုတော့ကြည့်ပြီးတော့အတိုင်းမသိဝမ်းနာတော့တော့ကျွန်တော်ခွဲစိတ်မှုလုပ်မဲ့အချိန်မှာပထမဆုံးစဉ်းစားတာတော့ robotic မဟုတ်ဘဲနဲ့ဒီ traditional နည်းနဲ့ခွဲမယ်လို့တော့စဉ်းစားထားတယ်။ဒါပေမဲ့ဒီရဲ့ဆရာဝန်တွေနဲ့ပြန်တိုင်ပင်တဲ့အချိန်မှာဆရာဝန်ကလည်းအဓိကကတော့ဒီရဲ့ခွဲစိတ်မယ်ဆိုရင်တော့ robot နဲ့နည်းကိုခွဲစိတ်တာအထူးအကြံပြုတာပေါ့နော်။ပြီးရင်ဒီရဲ့ခွဲစိတ်မှုကလည်းတော်တော်လေးအနုစိတ်တယ်ပေါ့ဒီ robotic နဲ့ခွဲစိတ်တဲ့နည်းကသူရဲ့ထည့်တဲ့ပစ္စည်းတွေမှာဆိုရင်အားလုံးကအဝင်ခွင်ချဖြစ်နိုင်အောင်သူကအားလုံးလုပ်ပေးနိုင်တယ်။ traditional နည်းနဲ့ဆိုတော့ပစ္စည်းကိုထုတ်မယ်စွတ်မယ်အဲ့နေရာမှာလူနာတော့ကအများကြီးခံစားရမယ်လို့ဆရာဝန်ကလည်းအကြံပြုတာပေါ့နော်ဒါကြောင့်မလို့ဒီရဲ့ robotic နည်းနဲ့ခွဲစိတ်မှုကိုပြုလုပ်ဖို့ပေါ့အဲ့ဒါကိုဆုံးဖြတ်ချက်ချလိုက်တာတင်ပစုံရိုးဖြစ်တဲ့လူတွေကိုပြောချင်တာကျွမ်းကျင်တဲ့ဆရာဝန်တွေနဲ့တေချာရိုက်ပြီးတင်ပစုံရိုးတေချာတယ်ဆိုရင်ခွဲစိတ်မှုအတွက်လုံးဝစိတ်မပူပါနဲ့ဒီနေ့ခွဲပြီးမနေ့ပြန်ကိုလမ်းလျှောက်နိုင်ပါတယ်ကျွန်တော်တို့လောကစိုးရင်စိတ်မရှိဖို့လိုအပ်ပါတယ်